တောင်ကြီးကျေးရွာလွန်သားရဝေးရကဆွေတဟာရီတစ်ခေါက်တစ်ခါရောက်လာခဲ့ဘူးဒီတချင်းလေးနဲ့ဖိတ်ခေါ်ပါရခင်ဗျာရောက်ဒီတိုင်းဒေသကြီးရေကြီးမြို့နယ်ငတိုင်းကြောင်မြို့တောင်ကြီးကျေးရွာအုပ်စုတောင်ကြီးကျေးရွာလွန်သားရဝေးရကဆွေတဟာရီတစ်ခေါက်တစ်ခါရောက်လာခဲ့ဘူးဒီတချင်းလေးနဲ့ဖိတ်ခေါ်ပါရခင်ဗျာကျွာရဲ့ကြက်တီဆောင်ဆလင်းပတိရတီစာသင်တိုက်ကြီးရဲ့ကျောင်းနိုင်ဆရာတော်ဗဒ္ဒန္တယေတိကာဘိဝန္တာမဟာကဏဝါစကပန္တိတာသာသနာ့ဒဇဓမ္မစရိယသာသနာပါဠဓမ္မစရိယဆရာတော်ဘုရားကြီးအားဥထိပ်ပန်စင်ကတပိတကာတက္ကမများကျင်းပတဲ့လူတော်မှာကျွန်တော်ရဲ့တချင်းလေးနဲ့ဖိတ်ခေါ်ပါရခင်ဗျာဝမ်းမြောက်ကြည်နူးခြင်းပါဒီပွဲမှာဘာသာတရားတကယ်ကိုင်းဆိုင်ကအေးချမ်းလာတဲ့တောင်ကြီးကျေးရွာရွာရဲ့ကြက်တီဆောင်ဆလင်းပတိရတီစာသင်တိုက်ကြီးတွင်မှတည်ထားကိုဝေတော်မူသောညီတော်နောင်တော်အဋ္ဌံအောင်မြင်သစ္စာရှင်စေတီတော်ဗုဒ္ဓဂါယစေတီတော်နှင့်ရွှေစည်းကုံစေတီတော်မြတ်ကြီးဖူးလို့ပြည့်စုရပံကကောင်းမှုပြုကုသိုလ်တွေရမှာဝေးရကဆွေတဟာတောင်ကြီးရွာတို့ရောက်အောင်လာခဲ့ပါမင်္ဂလာပါခင်ဗျာအခုနားဆင်နေရတဲ့တေးသချင်းရတော့အေယော်ဒီတိုင်းဒေသကြီးရေကြီးမြို့နယ်မတိုင်းချောင်းမြို့တောင်ကြီးကျေးရွာအုပ်စုတောင်ကြီးကျေးရွာဆလင်းပတိယတိစာသင်တိုက်ကြီးကျောင်းနိုင်ဆရာတော်ဗဒ္ဒန္တဧတိကာဘိဝန္တာမဟာကန္တဝါစကပန္တိတာသာသနာ့ဒဇဓမ္မစတိယသာသနာပါဠဓမ္မစတိယဆရာတော်ဘုရားကြီးအားဥထိပ်ပန်စင်ကဆရာတော်ရဲ့တပိတကာတက္ကမများဖြစ်ကြတော်ဥတန်းနိုင်စုဒေါ်တင်နေအောင်မိသားစုတို့မှာဤသေးသချင်းဖြင့်ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာကျွာရဲ့ကြက်တီဆောင်ဆလင်းပတိရတီစာသင်တိုက်ကြီးရဲ့ကျောင်းနိုင်ဆရာတော်ဗဒ္ဒန္တဧတိကာဘိဝန္တာမဟာကဏဝါစကပန္တိတာသာသနာ့ဒဇဓမ္မစရိယသာသနာပါဠဓမ္မစရိယဆရာတော်ဘုရားကြီးအားဥထိပ်ပန်စင်ကတပိတကာတက္ကမများကျင်းပတဲ့လူတော်မှာကျွန်တော်ရဲ့တချင်းလေးနဲ့ဖိတ်ခေါ်ပါရခင်ဗျာဝမ်းမြောက်ကြည်နူးခြင်းပါဒီပွဲမှာဘာသာတရားတကယ်ကိုင်းဆိုင်ကအေးချမ်းလာတဲ့တောင်ကြီးကျေးရွာရွာရဲ့ကြက်တီဆောင်ဆလင်းပတိရတီစာသင်တိုက်ကြီးတွင်မှတည်ထားကိုဝေတော်မူသောညီတော်နောင်တော်အဋ္ဌံအောင်မြင်သစ္စာရှင်စေတီတော်ဗုဒ္ဓဂါယစေတီတော်နှင့်ရွှေစည်းကုံစေတီတော်မြတ်ကြီးဖူးလို့ပြည့်စုရပံကကောင်းမှုပြုကုသိုလ်တွေရမှာဝေးရကဆွေတဟာ